မင်းတော်တော်တိုးတက်လာတာပဲကွာဒါပေမဲ့မင်းဦးတန်ကိုတေချာနားထောင်မယ်နော်1နှစ်3ဆိုမှပြေး3ရောက်ခင်ကြုံမပြေးအောင်တော့သဘောပေါက်တယ်မလားဟုတ်ကဲ့ဗျအေးဟုတ်ကဲ့နဲ့မင်းကလည်းမင်းတိုင်မဆောင်မနဲ့ပြေးလို့စုမရတာမလားဒါပေမဲ့မင်းကတော်ပြီးသားပါမနေ့ကကျရင်တေချာလို့ဓာတ်တူကပြေးပြန်ပြီးသားနော်ဟုတ်ကဲ့ဗျโอ้ยကိုညီဝေးအမေနာမည်ဘယ်လိုခေါ်နေတော့ဟာတင်မောင်ဟာနှစ်ယောက်လုံးပေါင်းခေါ်လိုက်တာဗျာလောက်ပြီဟာညီဘာလို့လဲခဏနေစာတင်ရောက်ပြီလေရေမိုးချိုးရွှိုင်းနေခွိုင်းလုပ်ပြီးတော့စာတင်ရမယ်တော့အိမ်ပြန်နေတော့ဟုတ်ကဲ့ကိုကြီးဒီတော့ညာတညာလုံးမအိပ်ရအောင်ငါညီမလည်းမအိပ်ရဘူးမူလင်းပေါက်ပဲစပါတော့တယ်ထင်တော့ထင်တယ်ကွာငါမိတာအဲ့ဒါငါမိတာဒီပေါ့ငါမိတာတဲ့မင်းကဆေးယူဘူးလာတဲ့လူကဘာဖြစ်လို့ဆေးယူဖို့မိသွားတာဟုတ်တယ်ဗျမင်းညမှာမူကစရတော့လေတန်းရံစီးရနဲ့မိသွားတယ်ဖြစ်ကမယ်ဒါနဲ့မင်းအခုအိမ်တစ်ခါလေးလက်ခဲ့ပြီးဆေးယူသွားလို့ရလားဘယ်တော့သာရှိသေးလဲတောင်မင်းတော့ခဏတောက်ဖို့ရှိတယ်တောင်မင်းဆေးရင်လက်ယူလိုက်မယ်အေးလေအဲ့လိုလုပ်လိုက်အဲ့ဆိုအိမ်ခုပြန်ကြမယ်လေငါညလည်းမိုးတန်လေတန်နဲ့ဆိုကလေးငိုတန်မကြားတာကွာအားကြောင့်မလို့ကလေးကအရင်ငိုရတော့မဟုတ်ပါဗျာစိတ်ပူတော့ထိုင်ဆောင်ရနေပြီးတော့မိုးလင်းပေါက်သွားဟုတ်ပါပြီဒါပါတော့ကဲလောလောဆယ်အိမ်ပြောင်းလာတော့စိတ်ယူရှိတယ်ကိုတလီကိုကိုနယ်လီဆက်ရှင်ကိုတော်လီ20ခွန်ကိုလဲလီ30ရှောက်ကိုငါလီ45ကိုချောက်လီ50လို့ကိုကုနာလီ63ကိုရှိလီ90နေကိုလီ80ဒီလေကလေးအဲ့လိုငုံနေတာကိုညီလေးကအတန်ပြင်းနဲ့အော်ကျက်နေတယ်ပေါ့ဟာလားအလီမကျက်နဲ့ဘူးညရေးခိုင်းတာပဲစာပဲရေးနော်ကလေးအဲ့လိုငုံနေတာကွာဟုတ်ကိုအော်အေးရန်တက်ကြွလာတယ်ကိုလေးတုံငုံလာပဲဟောလေကိုရဒီစင်းနေပြီးလိုက်ဒါကိုတွေးပြီးတော့ဘိုက်ကိုလင်းငုံတိတ်သွားမယ်ဘိုင်းနာလူနေတာတဲ့စီတွေးလိုက်မယ်ဟုတ်တယ်ဟာစီးလိမ့်ပြီးတယ်တက်အိတ်သွားနော်ဟိုပကက်စနေတယ်ချက်တေးညညကြရက်တော့ပြီးရစ်တဲ့ချက်တေးကလေးရဲ့မေကိုနှိမ့်စလို့နေကွယ်ချက်ပြီးလာဘူးလားတော့ချက်လေးဝေးနေတာခဏထားလိုက်ဒီမှာပကက်စင်မလို့လေးဒါမလို့မမနိုင်ဘူးမပြီးပြီကလေးလို့နေတာတမရတာဟိုရှုနေဟိုတော့ဝေးနေတာငါလေးခါနာနေတာကွာအဲ့လိုမလို့မရအောင်ပြိုင်လူမမရငါတိုင်ပင်ခေါ်ပေးမယ်နော်โอเคတိုင်ပင်ခေါ်မှသိရမှာလားဟုတ်โอเค ready တီကိုဒါလီရရှိကိုလဲလီတော့